brother တို့အားလုံးမင်္ဂလာပါကျွန်တော်တို့ Lucky ပါဒီနေ့ brother တို့ကိုကျွန်တော်ဗီဒီယိုမတင်တာလဲကြာပြီဆိုတော့เนาะခုဗီဒီယိုတင်တာနဲ့ဒီနေ့ကျွန်တော်တို့တိရောက်ထားတယ်ပေါ့เนาะ Lucky ရောရဲ့အဲ့ Lucky ရောမှာဘာတွေပါလဲဆိုတာရဲ့နောက်ပြီးတော့ PUBG ထဲမှာဘာတွေ basic setting လေးတွေကိုပြပြပေးမှာဖြစ်ပါရဲ့ပထမဦးဆုံးအနေနဲ့ပေါ့เนาะ brother တို့ကိုကျွန်တော်ကြိုတင်မိတောင်းပန်ချင်ပါတယ်ဘာလဲဆိုတော့ဒီရက်ပိုင်းထဲမှာကျွန်တော်ဗီဒီယိုတွေမတင်နိုင်ခဲ့ဘူးဆိုတာပေါ့เนาะကျွန်တော်ဒီနေမကောင်းဖြစ်တာရင်းနဲ့ရောတခြားလုပ်တွေနဲ့မအားရအောင်ပေါ့နော်ဗီဒီယိုလေးပုံမှန်မတင်နိုင်ခဲ့ရပါအဲ့ဒါလည်းတောင်းပန်ပါတယ်အခုကျွန်တော်ဗီဒီယိုပြန်ပြီးတော့ပုံမှန်တိုင်းတင်တဲ့ချိန်မှာ brother တို့အားလုံးလည်းပေါ့နော်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုလို့ရှိရင် like and share နဲ့ subscribe လေးလည်းလုပ်ခဲ့ပေးပါအောင်ဒါဆိုလို့ရှိရင်ကျွန်တော်ချိန်ဆွဲတဲ့ဗီဒီယိုလေးကိုစလိုက်အောင် okay ပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်အခုပြရဒီကလုတ်လေးကျွန်တော်ဒီမှာအိမ်ကောင်းလို့ပေါ့နော်အဲ့ကောင်လေးပို့ပြီးတော့အိမ်မကြည့်ဖို့စုအောင်လို့ကျွန်တော်တုံးတဲ့ဒီကလုတ်လေးပေါ့နော်ဒီကောင်ကပို့ပြီးတော့နီးလေးကတ်တယ်အဲ့ကလုတ်လေးကိုကျွန်တော်ဘယ်လိုဖွင့်ရလဲဆိုတော့ကျွန်တော် setting ထဲမှာတစ်ချက်ပြရပါမယ်ကျွန်တော်ပထမဆုံး setting ထဲဝင်မယ်ပြီးရင် advanced control တွေကိုတောင်းပြီပေါ့နော် advanced control တွေကိုတောင်းပြီးအောက်ဆုံး switch လုပ်ရှင်ဒီမှာအိမ်ဆိုရလေးရှိရဲအဲ့အိမ်ဆိုရလေး disable လုပ်လိုက်လို့ရှင်ပေါ့ကျွန်တော်ပိတ်လိုက်ပြီးအဲ့ဒါဆိုလို့ရှင်ခုနကလုတ်လေးဒီမှာကြည့်လိုက်ပေါ်တော့နော်အဲ့ကလုတ်လေးပြန်ပြီးတော့ကျွန်တော်ပေါ်နေတယ်ဆိုရင် setting ထဲပြန်သွား advanced control တွေကိုတောင်းပြီးတော့အဲ့အိမ်ဆိုရဟာလေးပေါ့နော်ကျွန်တော် enable ပြန်လုပ်လိုက်မယ်အဲ့ဆိုလို့ရှိရင်ခုနကလုတ်လေးကပြန်ပြီးပေါ်လာပြီပေါ့နော်နောက်ပြီးတော့နော်ကျွန်တော်တို့ခေါင်းဆောင်တဲ့ကလုတ်လေးတွေမပေါ်ဘူးဆိုရင်ကျွန်တော် basic control တွေကိုတော့လို့ရှိရင် P setting ဆိုတာလေးရှိရဲအဲ့ဒါကို disable လုပ်ထားရဆိုလို့ရှိရင်ခုကျွန်တော်ပြသလိုဖြစ်နေမှာပါအဲ့ဒါကို setting နဲ့ပြန်သွားပြီးတော့ control setting တွေက P setting ကို enable လုပ်လိုက်လို့ရှိရင်တော့ခုလိုမျိုးပညာဆောင်တဲ့ကလုတ်လေးပေါ်လာမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ပေါ့နော်ကျွန်တော်ပြပြချင်တာကြောင့်ဒီလိုမျိုးခုံတဲ့ခလုံးနဲ့ပေါ့နော်ခုံတဲ့ခလုံးနဲ့ကျွန်တော်ကြော်တဲ့ခလုံးနဲ့ပေါ့နော်အဲ့နှစ်ခုကိုဘယ်လိုခွဲရမလဲဆိုတာကိုကျွန်တော်ပြပြသွားမှာဖြစ်ပါတယ်โอเคအဲ့လိုမျိုးကြော်တဲ့ခလုံးနဲ့ခုံတဲ့ခလုံးကိုရရတယ်ဆိုတော့ advanced control တွေကိုသွားပြီးကျွန်တော် jump click ဆွဲဟာလေးပေါ့နော်ဒီဘက်ဘေးဟာကိုပြောင်းလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခုံတဲ့ဟာနဲ့ကြော်တဲ့ဟာတွေတစ်ခုလေးဖြစ်သွားမှာပေါ့နော်အဲ့ဒါကိုကျွန်တော်ကမကြိုက်ဘူးခုံတဲ့ဟာနဲ့ကြော်တဲ့ဟာတက်လှုပ်ချင်တယ်ဆိုလို့ရှိရင်တော့ပေါ့နော်ခုနက setting တွေကိုပြန်သွားမှာဖြစ်ပါတယ်လို့ရှိရင် advanced control တွေသွားပြီးတော့ jump click ကနေပြီးဒီဘက်ဘေးကဟာလေးကိုပြန်နှိပ်လိုက်ပြီဆိုလို့ရှိရင်တော့နော်ဒါဆိုခုံတာနဲ့ကြော်တာနဲ့တက်စီဖြစ်သွားတဲ့အတွက်ကျွန်တော်တို့ခုံပြတဲ့ချိန်မှာ wall တွေကိုကြော်တက်ပြီးတော့သွားတော့ဘူးပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ပေါ့နော်လုံးဝဒီဗီဒီယိုရဲ့ main ကြရဲကျွန်တော်ဒီ joystick ပေါ်ပြေးရဟာလေးကိုဘယ်လိုဖျောက်လဲဆိုတာကိုပြောပြပေါ်မှာဖြစ်ပါတယ်ဒီပြေးရဟာလေးကိုဖျောက်ဖို့အတွက်ဆိုလို့ရှိရင်ကျွန်တော်ဒီ joystick လေးပေါ့နော် joystick လေးကိုကျွန်တော်ပေါ်ဆုံးနဲ့အောက်ဆုံးထားပြီးပေါ့နော်ကျွန်တော်joystick ကိုကြီးကြလိုက်တဲ့အချိန်မှာပေါ်ကပြေးရလေးပျောက်သွားပါတော့ဒါပေမဲ့တစ်ခုရှိတာကြအဲ့လိုမျိုးကျွန်တော် joystick အသေးကြီးလောက်လို့ရှိရင်လက်နဲ့အရန်ရွှေ့လို့မရပါဘူးရွှေ့လို့ရှိရင်ပြေးရခလုတ်ကပြန်ပေါ်လာတတ်ပါတယ်အဲကြောင့်ကျွန်တော်တို့အောက်ကိုချတဲ့ခလုတ်လေးနဲ့ပဲတက်ဆိုတစ်ချက်လောက်ချဖို့လို့လုပ်ရပါတယ်ဒီကိ brother တို့ joystick ကိုလုံးမယ်ဆိုလို့ရှိရင်တေးချာချာလေးပေါ့နော်ကိုလက်နဲ့ချိန်မိသားဖြစ်သွားပြီးကြတဲ့နေရာကိုကွက်တိလောက်ချိန်ဖို့မှာပဲလှုပ်စေချင်ပါတယ်အဲ့ဒါမှလည်းပေါ့နော်ကိုရဲ့ movement လေးပို့ပြီးတော့မြန်နေရလို့လည်းခံစားရမှာပေါ့နော်နောက်တစ်ခုမသွားခင်မှာပေါ့နော် brother အနေနဲ့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးမလုပ်ခဲ့ရသေးလို့ရှင်လုပ်ခဲ့ပါအောင်နောက်တဲ့ဗီဒီယိုတွေထပ်တင်တဲ့ခါကျမှနော် brother ကိုသိရအောင်လို့လည်းဘေးနားနိုရီခေါင်းလောင်းလေးကိုလည်းနှိပ်ပေးခဲ့ကြပါအောင်ဗျနောက်တစ်ခုအနေနဲ့ကတော့ပေါ့နော်ကျွန်တော်တို့advanced control တွေက aim assistant ဆိုရှိပါတယ်aim assistant ကိုဖွင့်လို့ရှင်ကျွန်တော်ကပေါ့နော်ဟို enemy ရဲ့ဘေးပခုံးတို့လက်တို့နားပြစ်လို့ရှင်လေ enemy ကိုမှန်ပါတယ်အဲ့ရလေသုံးဝင်တော့မဟုတ်သုံးဝင်တယ် brother တို့အနေနဲ့မဖွင့်ဘူးနဲ့ဖွင့်ဆိုဖွင့်သားစေချင်တယ်ဘာမှလည်းမဟုတ်ဘူးကိုရီးယား pro player လုံးမှလည်းမဟုတ်ဘူးဗျာအဲ့လိုမျိုးဆိုဖွင့်လာလို့ရတယ်တကယ်တချို့ streamer တွေတောင်မှအဲ့လိုမျိုးဖွင့်ပြီးသုံးနေရရှိတယ် brother မသုံးနဲ့မဟုတ်သုံးလို့ရတယ်သုံးတော့လေကိုယ့်အတွက်ပို့ပြီးတော့ဒီပို့မှန်ပြီးပို့စုပြီးပို့ပြီးထိရပါတော့ enemy ကိုဒါပေမဲ့ပေါ့နော်ကျွန်တော်တော့ပိတ်စော်ပါတယ်ကျွန်တော်တော့ဖွင့်စော်တာမကြိုက်လို့ပါနောက်ထပ် setting တစ်ခုအနေနဲ့ပြောမှဆိုလို့ရှိရင်ပေါ့နော်ဒီ TPP ဆိုတာရှိရဲကျွန်တော် TPP ကို80ထားတာရေပေါ့နော်အဲ့ TPP 80ထားရတယ်ကျွန်တော်90နဲ့ဘာကောင်ပြမယ်ဒါအခုဆိုလို့ရှိရင်ကျွန်တော် TPP ကို80ကနေပြီးတော့ပေါ့နော်ကျွန်တော်90ကိုချိန်ပြမယ်အဲ့ဒါချင်းကြည့်လိုက်ကျွန်တော်က view ကပို့ပြီးတော့မြင်ရရပေါ့နော်ကျွန်တော် classic device ဆိုလို့ရှိရင်ဒီ TPP 90อ่ะပေါ့နော် view ပို့ပြီးတော့ကျဲတဲ့ဟာကြတော့ကြီးရတာပေါ့နော်ကျွန်တော်မြင်ခွင့်ပို့ပြီးရှင်းတာပေါ့မြင်ခွင့်ပို့ကျဲတာပေါ့ဒါပေမဲ့ဒီကောင်ကကြတော့တကယ်ပြောလို့ရှိရင်တော့အိမ်ရတော့အဲ့လောက်ကြီးမကောင်းပါဘူးအိမ်မကောင်းဆိုတာကြောင့်ကျွန်တော် close range နေမှာပေါ့နော်အားနေပေါ့ဒီ view ကအဲ့ဒါကြောင့်မို့ပေါ့နော် brother တို့ဒီ TPP ကိုပေါ့နော်90ထားကြတော့ view ကပို့ပြီးတော့ကြည့်လို့ကောင်းတယ်ပေါ့နော်နောက်ပြီးတော့မြင်ကွင်းလည်းပိုရှင်းတယ် enemy ကိုလည်းပို့ပြီးတော့
ကိုကတီးတတာနဲ့မြင်ရရပေါ့ဗျာအဲ့ဒါကြောင့်မလို့ပြည့်ရတယ်ပို့ပြီးဆင်ပြေပါတယ်ချိတ်တဲ့လူတွေကတော့ TPP ကို60ထားပါကျွန်တော်ကတော့အိမ်နဲ့ပိုကောင်းနေတယ်ပေါ့နော်အားကြောင့်မလို့ TPP ကို80ပဲထားဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့လမ်းညုံအနေနဲ့ပေါ့နော်ကျွန်တော်ဒီ separate sensitivity ဆိုတာပြောရမယ်ကျွန်တော်ပုံမှန်80နဲ့ထားလိုက်ခု100ထားလိုက်မယ်အဲ့ဒါဘာဖြစ်သွားလဲဆိုတော့ကျွန်တော်ရဲ့ joystick ကပေါ့နော် movement လုပ်တာတွေတွားလာရင်မြန်သွားပြီပေါ့နော်ဘလို့မြန်သွားဆိုတော့ခုဒီမှာကြည့်လိုက်ပေါ့နော်ကျွန်တော်တွားပြရဲအဲ့ဒီမျိုးတွားရချိန်မှာပေါ့တွတ်တော့တွတ်တယ်ဗျာဒါမျိုးကြတော့ကျွန်တော်တို့ကြတော့အနီးကအိမ်တွေကကြလို့ရှိရင်အိမ်လွဲရပေါ့နော်100လောက်ဆိုလို့ရှိရင်အရင်အိမ်လွဲပါရဲ့ပြစ်လို့မကောင်းဘူးကျွန်တော်တို့ကတော့100ဆိုတော့ပေါ့ကျွန်တော်တော့ပြောမှဆိုလို့ရှိရင်ခေါင်းနေပါပဲပို့ပြီးအိမ်ညင်တော့100ဆိုတာတော့ပေါ့နော်ကျွန်တော်တို့က81 90 90နဲ့85ပေါ့အဲ့ပတ်ဝန်းကျင်လောက်ပါပဲပို့ပြီးတော့ဆင်ပြေပါတယ်ဘရာသာကိုထားမယ်ဆိုလို့ရှိရင်လည်း80 80ပတ်ဝန်းကျင်လောက်ပဲထားသေးတယ်မှာတရားတော့နိုင်ပြဿနာမရှိဘူးဆိုရင်ပဲပေါ့နော်ဘရာသာတို့တကယ်အရန်ကျွန်တော်တို့ pressure ကြီးပေါ့နော်တကယ်အရန်ပြည့်ရများပြီးတော့စိတ်လှုပ်ရှားနေတဲ့အချိန်မျိုးကြီးမှာဆိုလို့ရှိရင်တော့ပြည့်ရတိတ်ပြီးတော့စမပြေဘူးပေါ့နော်ကျွန်တော်တို့နောက်တဲ့ setting တစ်ခုအနေနဲ့ပေါ့နော်ဒီ every 4.1မှာတက်ပါလာရပေါ့နော်ဒီcrossway တွေကပေါ့နော် crossway ကျွန်တော်၄ခုဖြစ်တယ်၄ခုတည်းဒါပထမဆုံးဟာပေါ့နော်နောက်တဲ့တက်ပါလာရဒီဒါတော့ကျွန်တော်သုံးနေဟာပေါ့နော်နောက်တဲ့တက်ပါလာရနောက်တစ်ခုရှိသေးတယ်အဲ့ဒါလည်းဒီ wine လေးပါဒီကောင်လေးကပေါ့နော်ကျွန်တော်ကြည့်ရသလောက်တော့ကျွန်တော်နည်းနည်းလေးသုံးကြည့်ရသလောက်အိမ်ကောင်းတယ်ပေါ့နော်ဘာလို့အိမ်ကောင်းတယ်လို့ခံစားအောင်လဲကျွန်တော်ဒီ cycle ပေါ့နော်ဒီအဝိုင်းနဲ့မှာ enemy ကိုထားပြီးတော့အိမ်ရရကြပို့ပြီးတော့အိမ်မှန်တယ်အိမ်ပိုကောင်းတယ်လို့ခံစားရတယ်ပေါ့ဒါကတော့ crosshair တွေအတူတူပဲဆိုရင်ဒီကောင်ကကြပါတော့ထူးတယ်မဟုတ်ဘူးကိုကဒီ enemy ကိုဒီအဝိုင်းနဲ့မှာထည့်ပြီးအိမ်မယ်ဆိုလို့ရှိရင်အဲ့အဝိုင်းနဲ့မှာထွက်ပေးနေပါတော့အိမ်နေတယ်ဆိုရင်တော့ကိုကြီးကပို့ပြီးတော့ထိရပို့ပြီးကြီးစုရလို့လည်းခံစားရတယ်ပေါ့နော်ဒီ crosshair လေးကအဲ့ဒါကြောင့်မလို့ brother တို့ကိုကြည့်မစိုးအဲ့လိုမျိုးပြစ်လို့ရှိရင်လည်းအိမ်ကတိတ်မကောင်းဆိုလို့ရှိရင်ဒီ crosshair နဲ့လည်းစမ်းပြီးပြစ်ကြည့်ကိုကြံပေးပါရဲ့ဗျ okay အားဆိုလို့ရှိရင်ကျွန်တော် video လေးကိုဒီညမှာလည်းဆုံးသက်ပြရစီအားလုံးလည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့ Logi ပါနောက် video မှာပြန်တွေ့ကြပါပေါ့